အားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရေဖြစ်ရစံချိန်ကင်မရာဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးနားဆင်ဖို့အတွက်စာရေးသူအခါစောရေးသားတဲ့ပထမပူဖို့အောင်အပိုင်းခွန်မောက်ဖို့အောင်အင်းစမ်းပြီဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစလိုက်ကြရအောင်နော်မောက်ဖို့အောင်မှာတကွန်နိုင်ကုန်းကိုပြန်ရောက်တဲ့အခါမှာတော့မိဘတွေရဲ့အလောက်ကန်ကိုကူညီပေးရတယ်။ရွာမှာရှိတဲ့နွားပိုင်ရှင်တဦးစီကနေပြီးတော့နွားတွေကိုအငှားလိုက်ပြီးတော့ကြောင်းပေးရတယ်။တကွန်နိုင်ကုန်းရဲ့မြောက်ဘက်မှာတော့လိမ္မော်ကုန်းလို့အမည်ရတဲ့စကြက်ကွင်းပြင်ကြီးတစ်ခုရှိတယ်။အဲဒီစကြက်ကွင်းပြင်ကြီးမှာမောက်ဘိုးအောင်တို့ကနွားကြောင်းကြတယ်။တခြားနွားကြောင်းသားကလေးတွေကလည်းလာရောက်ပြီးတော့နွားကြောင်းကြတာကြောင့်အဲ့ဒီနေရာကလေးကနွားကြောင်းသားကလေးတွေရဲ့စော်ကစားရတလင်းပြစ်ကြီးဖြစ်နေတယ်။နွားကြောင်းသားကလေးတွေမှာနွားတွေကိုလွှတ်ကြောင်းထားတာကြောင့်နေမျိုးမျိုးနဲ့စော်ကစားနေကြတယ်။အဲ့ဒီနေ့မှာတော့နွားကြောင်းသားကလေးတွေမှာဘုတ်ဝတ်တန်စော်ကစားနေကြခြင်းဖြစ်တယ်။ဘုတ်ဝတ်တန်ဆိုတာကတော့တူတူပုံနှံကိုခေါ်ဆိုခြင်းဖြစ်တယ်။မောင်ဘိုးအောင်မှာလည်းနွားကြောင်းသားလေးတွေနဲ့အတူလိုက်ပါစော်ကစားတယ်။မောင်ဘိုးအောင်မှာကစားပွဲနိုင်ချင်တာကြောင့်ညောင်ရွက်ကြီးတစ်ရွက်ကိုခူးလိုက်ပြီးတော့တရဏဂုံစမအင်းရှင်ကြီးကိုစီရင်နေအင်းကြီးရဲ့အလဲနေရာမှာတော့တတလင်းချိတ်တဝင်းပူပါဆောက်ပါထချိုက်အခရာစမလေးလုံးရေးသွင်းလိုက်ပြီးတော့ငယ်တိတ်ပေါ်မှာကပ်ပြီးအပေါ်ကနေခမောက်ဆောင်းလိုက်တယ်အင်းကြီးရဲ့အစွမ်းကြောင့်မောက်ဘိုးအောင်တယောက်ရှိဆရာဖိုးမောက်ခါကိုပြောက်သွားတော့တယ်အတူတူကစားနေတဲ့ကလေးငယ်တွေမှာတခြားသူတွေကိုတွေ့ရှိပေမဲ့လည်းမောက်ဘိုးအောင်ကိုမတွေ့ရကြောင်းအသေးအတန်လိုက်ရှာကြတယ်မောက်ဘိုးအောင်မှာလိမ္မော်ကုန်းရဲ့တောင်ဘက်မှာပေါက်နေတဲ့ညောင်ပင်ကြီးအနီးကနေအမေကြောင့်ညောင်ပါတော့လားငါဟဲ့ယောက်ျားအဲ့ဒီလိုအော်ဟစ်ကြွေးကြော်လိုက်တယ်မောင်ဘိုးအောင်ရဲ့အတန်ကိုကြားတာကြောင့်နွားကြောင်သားလေးတွေမှာညောင်ပင်ကြီးစီကိုပြေးလာပြီးတော့ရှောက်ဖွေကြပြီမဲ့လည်းမတွေ့ကြဘူးတစ်ဖက်မောင်ဘိုးအောင်ကကုန်းမြောက်ဘက်မှာရှိတဲ့မကြီးပင်ကြီးအောက်ကိုထပ်သွားပြီးတော့အထက်ပါအတိုင်းကြွေးကြော်ပြန်တယ်ကစားဖော်တွေကလည်းလိုက်ရှာကြပြန်တယ်ဒါပေမဲ့ကိုပြောက်နေတဲ့မောင်ဘိုးအောင်ကိုတော့မတွေ့ဘူးနောက်ဆုံးမှာတော့ကစားဖော်တွေပင်ပန်းနေရကြောင်းလက်လျှော့သွားခါမှမောင်ဘိုးအောင်မှာငယ်တိတ်မှာအုပ်ထားတဲ့အင်းခွက်ကိုချွတ်လိုက်တော့တယ်။အဲဒီအခါမှာနွားချောင်းသားလေးတွေကမောင်ဘိုးအောင်ကိုပြန်မြင်ကြရတယ်။ကစားပွဲမှာအနိုင်ရတဲ့မောင်ဘိုးအောင်မှာတပံပြန်လိုက်ရတဲ့အလှည့်ဖြစ်တယ်။မောင်ဘိုးအောင်မှာတရဏဂုံစမအင်းရှင်ကြီးမှာပါဆောက်မဝထဆင်တူစမလေးလုံးကိုသွင်းပြီးတော့နှစ်ဖူးပေါ်တင်ပြီးလက်နဲ့အုပ်ထားတယ်။အဲဒီအခါအပင်ကျိုးအပင်ကြားမြောင်းချိုမြောင်းကြားမှာပုံအောင်နေတဲ့နွားချောင်းသားတွေကိုထိုးဖောက်ပြီးတော့မြင်နေရတာကြောင့်အခုတစ်ချိန်မှလည်းမောင်ဘိုးအောင်သာနိုင်တော့တယ်။နွားချောင်းသားတွေမှာမောင်ဘိုးအောင်ကိုခေါ်မစော့တော့ဘူး။ကလေးတွေစော့ကစားတဲ့ပွဲမှာတကိုးရှင်တယောက်ပါလာတဲ့အခါပျော်ဖို့မကောင်းတော့တာကြောင့်ဖြစ်တယ်။ဒါပေမဲ့ရွာမှာနွားချောင်းသားကလေးတွေကမောင်ဘိုးအောင်တကိုးရှင်မှမသိသေးဘူး။ပွဲတိုင်းသူကြီးပဲနိုင်နေတာကြောင့်ခေါ်မစော့ခြင်းဖြစ်တယ်။မောင်ဘိုးအောင်နွားချောင်းသားကလည်းထူးဆန်းပါတယ်။တခြားနွားချောင်းသားတွေကနွားတွေကိုထုတ်လာတဲ့အချိန်မှစပြီးတော့အော်ဟစ်ချင်းချောက်ဆဲဆိုကမောင်းလာကြရတယ်။ပေကက်ကက်နိုင်တဲ့နွားတွေကိုဒုံနဲ့ရိုက်နှက်ကြရတယ်။မောင်ဘိုးအောင်မှာတော့နွားချာနွားတွေကိုထုတ်ဖို့အတွက်ရောက်လာတဲ့အခါနွားတွေကိုတစ်ချက်ကြည့်ပြီးတော့အမှားစကားပြောတယ်။အဲဒီနောက်နွားချံတကားကိုဖွင့်လိုက်တာနဲ့နွားတွေမှာခြံအတွင်းကနေအစင်လိုက်ထွက်သွားကြပြီးတော့ငိမ့်ငိမ့်တက်တက်ပြီးရွာပြင်ကိုချီတက်သွားကြတယ်။တခြားနွားတွေလိုတိုးဝိတ်ရန်ဖြစ်ခြင်းမပြုကြဘဲနဲ့ငိမ့်ငိမ့်တက်တက်နဲ့စားတောက်နားနေကြတယ်။မောင်ဘိုးအောင်မှာနွားချောင်းနေရင်းနဲ့တုတ်တချောင်းနဲ့အင်းဆွဲကျစ်နေတာကများတယ်။တခါတရံမှာလဲတစ်ပင်အောင်မှာပရိထိုင်စိတ်နေတတ်တယ်။နွားချောင်းသားတွေကမောင်ဘိုးအောင်ကိုအယိုးနှံတယောက်လိုသဘောထားကြတယ်။တနေ့မှာတော့ရွာသူဆုံးတအုပ်မှာနွားပိုင်ရှင်တအုပ်နဲ့ကြောက်ကစားဖြစ်ပြီးတော့နွားချင်းချင်းဝှေ့ပြီးတည်စီဖို့အတွက်နွားထီတစ်ကောင်ကိုပြုတ်စားလိုက်တယ်။အဲ့ဒီနွားထီမှာစကြက်မြေကိုရောက်တဲ့အခါတခြားနွားတွေကိုလိုက်လံဝှေ့ပြီးတော့တိုက်ခိုက်တော့တယ်။နွားချောင်းသားတွေကအဲ့ဒီနွားထီကိုအမျိုးမျိုးရိုက်ပုတ်ဆဲဆိုပြီးတော့တားဆီးကြပြီးမဲ့လေနွားထီမှာတော့ရွာသူပြုတ်စားထားတာကြောင့်တားဆီးလို့မနိုင်ကြဘူး။စကြက်ကွင်းတစ်ခုလုံးအုပ်ကြက်ကြက်ဖြစ်နေရမို့မောင်ဘိုးအောင်ကအဲ့ဒီအဖြစ်ကိုဂရုပြုမိသွားတယ်။နွားထီကိုကြည့်ပြီးတော့မောင်ဘိုးအောင်မှာတစ်ချက်တွေးမိတယ်
နွားထီချင်းချင်းတိုက်ခတ်ရင်တကောင်တော့သေးမှာပဲတကောင်တန်ဖိုးဆိုတာလည်းမနှဲဘူးဆိုတော့အပြက်စီးမရှိတဲ့နီလန်ကိုရွေးမှဖြစ်မယ်အစာပိုင်းမှာတော့မောင်ဘိုးအောင်ကနွားထီတကောင်ကိုရံပြိုအင်းရေးပေးပြီးတော့အချင်းချင်းဝှေ့ခိုင်းမယ်လို့ကြံရွယ်ထားပြီးမယ်လေတစ်ဖက်နွားအနာတရားဖြစ်မှာကိုစိုးရိမ်တာကြောင့်နမတကောင်ရဲ့ကြောကုန်းပေါ်မှာချစ်ခင်အင်းကိုရွှတ်မြင်နဲ့ရေးဆွဲပေးလိုက်ပြီးတော့စက်ကွင်းအတွင်းကိုလွှတ်ပေးလိုက်တယ်မြင်မြင်သမျှနွားအပေါင်းကိုလိုက်လံဝှေ့နေတဲ့နွားထီမှာတော့နမကိုမြင်တာနဲ့ဦးကျိုးကျသွားပြီးနမနောက်ကိုအသာတကြီးလိုက်လာတော့တယ်မောင်ဖိုးအောင်မှာစုံပြူစားထားတဲ့နွားထီကိုစုံနိုင်အင်းတစ်ခွက်ရေးသားပေးလိုက်တဲ့အခါမှာစုံပြူစားထားတဲ့အစိတ်ပင်တွေကကုံစင်သွားပြီးနွားထီလည်းပုံမှန်အတိုင်းဖြစ်သွားတော့တယ်တခါမှလည်းမောင်ဖိုးအောင်မှာကာယသိဋ္ဌိအင်းသေးကိုကြည်မနာထမ်းရွက်မှာစီရင်ကပြချပြီးတော့ကျဖရီတကောင်ကိုအဲ့ဒီပြမှုန့်နဲ့ပုတ်တက်ပြီးနွားချောင်းသားတွေစီကိုရှူလာခဲ့တယ်နွားချောင်းသားတွေကဂုံရင်ခင်းနဲ့ဆော့ကစားနေကြခြင်းဖြစ်တယ်မောင်ဖိုးအောင်ကကျဖရီကိုမြေပေါ်မှာချလိုက်ရင်းနဲ့ဟေ့နွားချောင်းသားတွေဒီကျဖရီကိုမင်းတို့တေးအောင်တတ်နိုင်ကြရဲ့လားဟာကြက်ဖဲကွာရရင်တေးတာပေါ့အေးဒါဆိုရင်တေးအောင်လို့ဝိုင်းရိုက်ကြစမ်းကွာတေးတော့မင်းတို့ချက်စားလိုက်ကြပေါ့မလုံရဲပါဘူးမောင်အောင်ရတော့ကြကြက်ပိုင်ရှင်ကတို့ကိုရန်လာတွေ့နေပါအောင်မဲကွာဘာမှမပူစမ်းပါနဲ့ကွာပြက်သမျှပြက်တနာငါတောင်းဝင်ထားလိုက်စမ်းပါမင်းစကားကိုတိပါစီနော်မောင်အောင်နွားချောင်းသားတွေမှာဒုတ်တချောင်းကောက်ယူပြီးတော့ကျက်ဖကြီးကိုဝိုင်းဝန်းဆိုင်နှက်ကြတယ်ဒါပေမဲ့ကျက်ဖကြီးကဘလို့မှမနေပဲဖြစ်နေတယ်တဖန်ကျက်ဖကြီးမှလည်းထွက်ပြေးဖြစ်နာကြောင့်လောက်လေးကွာနဲ့ဝိုင်းဝန်းပစ်ခတ်ကြပြန်တယ်တာမန်ကျက်ဆိုရင်တော့အရိမြလောက်ပစ်ခတ်ရိုက်နှက်ရင်စင်းစင်းသိမ်မှဖြစ်ပေမဲ့လေအခုတော့ကျက်ကြီးကဘလို့ရိုက်မသေးတာကြောင့်နွားချောင်းသားတွေကကြောက်လန့်သွားမိကြတယ်မောင်ဘိုးအောင်မှာနွားချောင်းသားတွေကိုကြည့်ပြီးတော့ရှီမောနေပါတယ်မိမိရဲ့အင်းအစွမ်းကိုလည်းမျက်မြင်တွေ့ရပြီးဖြစ်တာကြောင့်အလွန်ကျေနပ်နေမိတယ်တခါနွားချောင်းသားတွေစော့ကစားရင်းနဲ့မောပတ်လာကြတယ်ရွာအဝေးညောင်ပင်ကြီးအောင်မှာတောက်ရီအိုစင်ကလေးတစ်ခုရှိတယ်နွားချောင်းသားကလေးတွေကအဲ့ဒီတောက်ရီအိုကရေကိုခတ်တောက်ကြတယ်တောက်ရီအိုကိုနေပူထားတာကြောင့်အတွင်းရရေတွေကပူပူလောင်လောင်ကြီးဖြစ်နေတယ်နွားချောင်းသားတွေကရေပူတာကြောင့်ညှဉ်းညူနေကြတယ်မောင်ဘိုးအောင်ကအဲ့ဒီဖြစ်ကိုမြင်တွေ့တဲ့အခါတောက်ရီအိုကိုမယူလိုက်ပြီးတော့ရေအိုးအောက်ခြေမှာဒုတ်တချောင်းနဲ့အင်ခွက်တစ်ခုကိုစီရင်ရွေးဆွဲလိုက်တယ်အဲ့ဒီနောက်ရေအိုးကိုကရွတ်ခွေပေါ်မှာပြန်တင်ထားတယ်နွားချောင်းသားတွေမှာအိုးအတွင်းရရေကိုခတ်တောက်တဲ့အခါမှာတော့ရေတွေကကြောက်ဆက်ရေအတိုင်းအေးမြနေတာကိုတွေ့ရတယ်စော်ကစားထားတာကြောင့်မောပန်းနေတဲ့နွားချောင်းသားလေးတွေမှာရေအေးအေးကိုတောက်ရတဲ့အတွက်အေးမြလန်းဆန်းသွားတယ်။မောင်ဘိုးအောင်စီရင်ပေးထားတဲ့အဲ့ဒီတောက်ရီအိုးမှာနွေရာသီပင်ရှောင်းလင်ကစားအတွင်းရရေမှာတော့အမြဲတမ်းအေးမြနေတော့တယ်။မောင်ဘိုးအောင်မှာအင်းအဆွမ်းကိုတက်ရှိတက်မဲ့တွေတရိတ်ဆန်တွေနဲ့အမျိုးစုံစမ်းတက်ပြီးဖြစ်ပြီးမဲ့လဲလူနဲ့တော့မစမ်းတက်ရသေးဘူး။ဒီနေ့မှာတော့မောင်ဘိုးအောင်က၄ပေါင်၅ပြန်ပထမန်ဆိုတဲ့သူကိုယ်တိုင်တီထွင်ထားတဲ့ပထမန်အင်ကြီးကိုတိမ်ဝင်တပိတ်ကွဲမှာညဘက်လူသူတိတ်ဆိတ်တဲ့အချိန်မှာရေးဆွဲစီရင်လိုက်တယ်။အဲဒီနောက်မိဖို့ချောင်အတွင်းကိုဝင်ပြီးတော့ခွေးစီထိုင်ကုန်ကလေးအောက်မှာအသာမြုပ်ပြီးတော့ထားခဲ့လိုက်တယ်။နောက်တနေ့မနက်လင်းတဲ့အခါမှာတော့မောင်ဘိုးအောင်တယောက်နွားချောင်းထွက်သွားတယ်။မိခင်ဖြစ်သူကထမင်းဟင်းချက်ဖို့ရအတွက်မိဖို့အတွင်းကိုဝင်ပြီးခွေးစီကုံလေးမှာထိုင်လိုက်မိရနဲ့တကူလုံးတစ်ဆက်ဆက်တုံရှင်လာပြီးလဲကျသွားတော့တယ်။အိမ်သားတွေကပြုစုပြီးမဲ့လဲစကံမေးမရတော့ဘူး။ဒါကြောင့်ဘိုးမြတ်ဆန်ညိုမှာဆေးစရာပင်ဖို့အတွက်အိမ်ကနေထွက်လာခဲ့တယ်။ရွာထိပ်ကိုရောက်တဲ့အခါမှာတော့နွားစရာထွက်လာတဲ့မောင်ဘိုးအောင်နဲ့တွေ့ဆုံတယ်။မောင်ဘိုးအောင်ကဖခင်ဖြစ်သူကိုကြည့်လိုက်ပြီးတော့အဖေရေးကြီးတုတ်ပြန်နေဘယ်သွားမလို့လဲဗျ။မင်းမေထမင်းချက်မဲလှုပ်ရင်းနဲ့မိဖို့ဆောင်တဲ့အဝယ်မှာချော်လဲလို့ကွာ။အခုစကံမေးတောင်မရှားတော့တာနဲ့အရှိပိုင်းကဆေးစရာယူတွားပေးမလို့ကွာ။မောင်ဘိုးအောင်မှာမိမိလက်ချက်ဖြစ်ကြောင်းသိရနဲ့ဆေးစရာယူခေါ်စရာမလိုပါဘူးအဖေမကြခင်အမေပြန်ကောင်းသွားပါလိမ့်မယ်မောင်ဘိုးအောင်ပါအိမ်ကိုပြန်လိုက်လာခဲ့ပြီးတော့လူသူရှင်းတဲ့အခိုက်ခွေးချိတ်ခေါင်းအောက်ကတိမ်ဝင်တပိတ်ကွဲကိုထုတ်ယူပြီးတော့တင်းဆဲလိုက်တယ်အဲ့ဒီအခါမိခင်ဖြစ်သူမှာလူကားပကရိအတိုင်းပြန်ဖြစ်သွားတယ်မောင်ဘိုးအောင်မှာတော့မိခင်အရှိမလက်အုပ်ချပြီးတော့ရှစ်ခိုးတော်တယ်မိခင်နဲ့ဖခင်မှာမောင်ဘိုးအောင်ရဲ့လောက်ရက်ကိုကြောင်စီစီနဲ့ကြည့်နေကြတယ်မောင်ဘိုးအောင်မှာမိခင်ကိုဒုက္ခပေးသလိုဖြစ်ခဲ့မိတဲ့အတွက်
စိတ်တွေးရနေတောင်းပန်ကကြော့ရခြင်းဖြစ်တယ်။စင်စရာဖြစ်မောင်ပိုးအောင်မှာညီတို့တဦးတယောက်ကိုမှထိခိုက်နစ်နာစီလိုတဲ့စိတ်မရှိပါဘူး။မိခင်နဲ့စမ်းသပ်ကြည့်ရတာကလည်းတခြားသူတွေကိုစမ်းသပ်တဲ့အခါအင်းအစွမ်းပြခဲ့တဲ့အခါမှာတော့ဒုက္ခတွေ့ပြီးမိမိကိုယ်တိုင်ဖြတ်စည်းခွင့်မရမှာကိုစိုးရိမ်တာကြောင့်ဖြစ်တယ်။မိခင်မှာကြီးကြီးမားမားထိခိုက်တရားမရတဲ့အတိုင်းမိဘကိုစော်ကားရကြမှာဆိုတာကြောင့်တောင်းပန်ရခြင်းဖြစ်တယ်။အဲ့ဒီစမ်းသပ်ချက်အောင်မြင်တဲ့အခါမှာတော့မောင်ပိုးအောင်မှာစိတ်ထဲကနေကြွေးကြော်လိုက်တယ်။ငါသည်အင်းပညာကိုအကုန်စင်တက်မြောက်ပြီးအင်းပညာဖြင့်အလိုရှိရာအတိုင်းအချိန်မရွေးဖန်တီးအသုံးပြုနိုင်ပြီ။အဲ့ဒီလိုရေရွက်ခါအင်းချက်ကိုဖျက်ဆီးလိုက်တော့တယ်။တခါမှလည်းညီမဖြစ်သူမေအေးကအလူပွဲတစ်ခုကိုတွားဖို့အတွက်ဖီးလိမ့်ပြင်ဆင်နေတယ်။မေအေးမှာရုပ်ချမ်းသူဖြစ်တာမို့အဝတ်အစားတက်တက်ရရဝတ်ဆင်ပြီးမဲ့လေရုပ်စင်းရှုပကမလှတာမို့အယောင်မထွက်ပဲဖြစ်နေတယ်။မေအေးမှာနသားတွေကိုဖုန်နေအောင်လိမ့်ထားပြီးမဲ့လေအလှပူမလာတဲ့အတွက်ညှဉ်းညူနေတယ်။အဲ့ဒီဖြစ်ကိုမောင်ဘိုးအောင်ကကြားသိသွားတယ်။ဒါကြောင့်မေအေးရဲ့ရုပ်အစဉ်လှပစီဖို့အတွက်စိတ်လာရုပ်လိုက်အင်းကိုတနက်ခါကြောက်ပြောင်မှာရေးသားစီရင်ပေးလိုက်တယ်။မေအေးစိတ်လာမှရုပ်လာတာဟဲ့။နင်းရုပ်လှခြင်းစိတ်ထားလှလှထားရမယ်ဟုတ်ပြီလား။မေအေးမှခေါင်းညှိလိုက်တယ်။မောင်ဘိုးအောင်ကအင်းစီရင်ပြီးတဲ့ကြောက်ပြင်းပေါ်မှာနတ်သက်ဖြိုတွေးလိုက်ပြီးတော့မေအေးရဲ့နှစ်ဖူးပြင်မှာဝါလုံးပုံစံခရီးရေးကလေးလိမ့်ချန်ပေးလိုက်တယ်။အဲ့ဒီလိုလိမ့်ချန်ပြရနဲ့မေအေးရဲ့ရုပ်သွင်းမှာနတ်သမီးလေးတစ်ပါးရဲ့ရုပ်သွင်းဖြစ်ပြောင်းလဲသွားတယ်။မင်းနဲ့နေတဲ့အသားရှိမှာတော့ဝါညက်ညက်ကလေးဝင်းထိန်လိုနေတယ်။မေအေးရဲ့ရုပ်ရည်မှာပြင်းမျိုးမှဲ့မတင်ရုပ်ရည်ကဲ့သို့လှပသွားတယ်။မေအေးမှာပျော်ရွှင်စွာနဲ့အလူပွဲကိုထွက်လာခဲ့တယ်။လမ်းခီးမှာတွေ့မြင်ကြတဲ့သူ့အပေါင်းကတော့မေအေးရဲ့ရုပ်ရည်ကိုပြန်လဲငေးကြည့်ကြရတယ်။မေအေးမှာကလေးတသားရှိသေးပေမဲ့လည်းလူပြိုကလာသားတွေပင်ငေးကြည့်ရတဲ့အထိချောမောလှပလွန်ပါတယ်။အလူပွဲကိုရောက်တဲ့အခါမှာတော့မေအေးကိုကလာသားတွေကစားနောက်ကြတယ်။စားနောက်ရင်းနဲ့တရားလွန်လာတာကြောင့်မေအေးမှာဒေါသထွက်ပြီးတော့စုပူကျိမ်းမောင်းမိတယ်။အဲဒီလိုစုပူကျိမ်းမောင်းတာနဲ့တပြိုင်နက်မေအေးရဲ့ရုပ်သွင်းမှာဘလူးကြီးတကောင်ရဲ့ရုပ်သွင်းကဲ့သို့စိုးဝါသွားလိရာအလူမန်တက်အတွင်းကလူတွေကပြေးထွက်သွားကြတယ်။မောင်ဘိုးအောင်စီရင်ပေးလိုက်တဲ့အင်းမှာစိတ်လာရုပ်လာအင်းဖြစ်တဲ့အတွက်စိတ်ထားလှနေတဲ့အချိန်မှာရုပ်စင်းလှပစေပြီးတော့စိတ်ထားမလှတဲ့အချိန်မှာတော့ရုပ်သွင်းပုံမဆိုးဝါးစေတဲ့အင်းဖြစ်တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူအခဆော်ရေးသားတဲ့ပထမဘိုးဘိုးအောင်အပိုင်းခွန်မောင်ဘိုးအောင်အင်းစမ်းပြီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းစာရေးသူအခဆော်ရေးသားတဲ့ပထမဘိုးဘိုးအောင်ရဲ့အပိုင်းဆက်ကလေးတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့အသစ်တွေတင်တဲ့ခါတိုင်းသိရှိစေဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်